ရဲ့တထက်တိုင်းအိမ်ကိုဆောက်ပြီးတော့အလှပွဲကြီးနဲ့မိဘတွေကိုကျေးဇူးဆက်လိုက်တဲ့ဣကြဖြူကတော့9ချိန်မြောက်မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဝင်ပြိုင်ပွဲမှာအလဲတန်းအဆင့်ပထမဆုကိုစုခုရရှိခဲ့သူဖြစ်ပါတယ်။တော်ရုံဗဟုသုတနဲ့သိရှိဖို့မလွယ်တဲ့ခက်ခဲနက်နဲလှတဲ့ဗုဒ္ဓဝင်ဇနီးဘတ်တော်တွေကိုမေးသမျှဖြေဆိုနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အခြားအာယုန်တွေမှာပျော်ရွှင်နေတတ်တဲ့အရွယ်မှာဣကြဖြူလေးကတော့တမှုထူးခြားပြီးလိမ္မာရေးချရှိနေခဲ့တာပါ။ငယ်စဉ်ကအရန်ဆင်းရဲတဲ့မိသားစုကမွေးဖွားလာခဲ့ပေမဲ့ဣကြဖြူရဲ့ကံတရားကတော့မဆင်းရဲခဲ့ပါဘူး။ဗုဒ္ဓဝင်ပြိုင်ပွဲမှာပထမဆုရရှိခဲ့တဲ့အချိန်ကစပြီးဣကြဖြူရဲ့ဘဝတစ်စစ်ချိုးခဲ့ရတာပါ။များပြားလာတဲ့စုချင်းငွေရရှိပြီးအိမ်ငါဘဝကနေတဆင့်ကိုပိုင်အိမ်လေးဆောက်လုပ်ဖို့ပရိသတ်ကြီးကိုအတိပေးခဲ့ပါသေးတယ်။အခုချိန်မှာတော့ဣကြဖြူရဲ့အိမ်လေးကအားလုံးပြီးစီးတဲ့အချိန်ကိုရောက်လို့နေပါပြီ။အိမ်လေးကတစ်ထပ်တိုက်ဆိုပေမဲ့လည်းထင်ထားသလိုအိမ်သေးသေးမဟုတ်ပဲကျယ်ဝန်းလှပပြီးကြက်တည်ရှိလို့နေတာပါ။အိမ်ထဲမှာဆိုရင်လည်းလှပတဲ့မျက်နှာချက်နဲ့ခမ်းနားလှတဲ့မီးဆိုင်ကြီးကိုလည်းတွေ့ရမှာပါ။တပ်ပယ်လှတဲ့ဖျားစင်ကြီးကိုအိမ်ဦးကမ်းမှာထားရှိပြီးအိမ်အောင်ပရိဘောကကိုလည်းစုံလင်အောင်ထည့်သွင်းထားတာဖြစ်ပါတယ်။ခမ်းနားလုံးတဲ့အိမ်ကြီးဟာဆိုရင်အခုခေတ်အနေနဲ့အနည်းဆုံး3,000ခန့်ကုန်ကျနိုင်မှာဖြစ်ပါတယ်။အိမ်သစ်တက်တဲ့အခါမှာလည်းအိမ်သစ်ပိုင်ဆိုင်နိုင်ပြီဖြစ်တဲ့အကြောင်းကိုတအိမ်ဝင်တအိမ်ထွက်တလန်းဝင်တလန်းထွက်ဝမ်းသာအားရဖိတ်ကြားခဲ့တာပါအိမ်နီးနားချင်းများကလည်းမူရိတာပွားများပေးကြပြီးတရက်တအားဝိုင်းဝန်းကူညီခဲ့ကြပါတယ်။ဣကြဖြူရဲ့မိဘများကတော့သူတို့နှစ်ပေါင်းများစွာစူးစမ်းခဲ့ပေမဲ့မရနိုင်ခဲ့တဲ့ကိုပိုင်အိမ်လေးကိုသမီးလေးကအလဲတန်းအစ်စ်မာတွေရယူပေးနိုင်ခဲ့တာမို့ဂုဏ်ယူမဆုံးဖြစ်နေတာပါ။ဣကြဖြူကတော့မိဘတွေကိုဘဝမှာတစ်ခါမှအိမ်မက်တောင်မမဖူးနိုင်တဲ့အိမ်လေးပေါ်မှာမိဘနှစ်ပါးလုံးကိုတင်းတောင်းတင်းတယ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။သူမကိုချစ်တဲ့သူများကလည်းသူမရဲ့ငယ်ရွယ်နဲ့မိဘအပေါ်တည်တက်လိမ္မာတဲ့လုပ်ရက်ပေါ်ဝိုင်းဝန်းချီးကျူးနေခဲ့ကြတာပါ။သမီးရှင်မိဘများကလည်းဣကြဖြူလိုပညာရေးမှာလည်းထူးချွန်ပြီးဘ ഹു တုတဆုံလင်လှတဲ့သမီးအလိမ္မာလေးကိုပိုင်ဆိုင်ခြင်းနေကြပြီဖြစ်ပါတယ်။အခုလိုဣကြဖြူလေးရဲ့မိဘနှစ်ပါးကိုအိမ်ဆောက်ပြီးကျေးဇူးဆက်ခဲ့တဲ့ပုံပရိသတ်ရဲ့အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။